အားလုံးပဲမင်္ဂလာပါနော်ကျွန်တော်ဒီနေ့ဒါမြောက်ပေးခြင်းနဲ့ဒါအကြောင်းအရာလေးပေါ့နော်ဒီနေ့ကျွန်တော်ဒီမှာဒီဘိန်းလေးနော်ဒီဘိန်းလေးလာတယ်လာတာကိုကျွန်တော်ပထမဆုံးပေါ့နော်နှုတ်မရလို့မို့လာခဲ့တာပေါ့နော်နှုတ်မရလာခဲ့တော့ကျွန်တော်ပတ်နေတိုင်းနေပေါ့နော်ပတ်နေတိုင်းနေဒါပတ်လဲကောင်းတယ်ပေါ့နော်ပတ်တိုင်းနေပတ်ကောင်းတယ်ပေါ့ပြီးတော့ကျွန်တော်တို့ကွန်ပျူတာပေါက်ထိုးကြည့်တယ်နော်ကွန်ပျူတာပေါက်ထိုးကြည့်တော့လဲကျွန်တော်တို့ဒါ error မတွေ့ရဘူးပေါ့နော် error မတွေ့ရတာနဲ့ကျွန်တော်ဗာလေးစစ်ကြည့်လိုက်လဲဆိုရင်ကျွန်တော်တို့ဒီမှာနော်သက်လေးတစ်ချက်ဖြုတ်ကြည့်လိုက်တယ်နော်သက်လေးတစ်ချက်ဖြုတ်ပြီးကျွန်တော်တို့ဒီမှာစတက်ဆွဲကြည့်တယ်ပေါ့နော်စတက်ဆွဲကြည့်တော့ကျွန်တော်နော်သက်စီမဖြန်းတော့ဘူးပေါ့နော်နော်သက်စီမဖြန်းတော့ကြတော့ကျွန်တော်တို့ဒီမှာဒီကောင်လေးစောက်ကက်လေးဖြုတ်ပြီးဆိုမှကျွန်တော်တို့အပေါင်းရောက်လားတောထွက်ပေါင်းရောက်လားကျွန်တော်တို့ဒီမှာ ECU ကပေးပို့တဲ့အနှုတ်ရောက်လားဆိုတာတစ်ချက်ကြည့်ရပေါ့နော်အပေါင်းလေးကရောက်တယ်ကျွန်တော်အနှုတ်မရောက်ဘူးအဲ့ဒါဆိုရင်တေးကြတာတခုကတော့ဒါပလက်မီလေးမထွက်ဘူးလို့ကျွန်တော်ကတော့တွေးလိုက်တာပေါ့အဲ့ဒါနဲ့ကျွန်တော်တို့ဒီမှာဒီပလက်ကွိုင်းအရင်မှာပေါ့နော်ဒီပလက်ကွိုင်းအရင်မှာကျွန်တော်ဒီမှာ ECU ကထုတ်ပြီးတော့ကျွန်တော်အနှုတ်ပင်စမ်းကြည့်တယ်ပေါ့နော်အပေါင်းကတော့ရောက်တယ်ပဲเนาะအပေါင်းကတော့ရောက်တယ်ကျွန်တော်အနှုတ်ပင်စမ်းကြည့်တော့ကျွန်တော်မီးမလာဘူးပေါ့နော်ပလက်အားနဲ့ပလက်မီလည်းမထွက်ဘူးပြီးတော့ကျွန်တော်နော်သက်စီမဖြန်းဘူးပေါ့နော်ကျွန်တော်ဒီမှာဒီ ECU ကျွန်တော်ဒီပေါ့ဒီအဝင်ထွက်လေးတွေလိုက်ကြည့်တော့လေဒါအကုန်ကောင်းတယ်ပေါ့သူ supply နဲ့သူကောင်းတယ်ပေါ့အဝင်ထွက်ရှိတယ်ဆိုတော့အားနဲ့ကျွန်တော်နောက်ဆုံးကိုင်းအဖြစ်အများဆုံးပေါ့နော်ဒီဘိန်းတွေရဲ့အဖြစ်အများဆုံးပေါ့ဒီစကူဘီဘိုင်းတွေရဲ့အဖြစ်အများဆုံးကျွန်တော်တို့နော်သက်စီမဖြန်းတော့ဘူးပလက်မီးမထွက်တော့ဘူးဆိုရင်တော့ဘာဆန်းအမလုံးဆိုရင်ကျွန်တော်တို့ဒီမှာကျွန်တော်ဒီ CKB လေးကောက်ဆန်းလိုက်တယ်ပေါ့နော် CKB လေးဒီမှာကျွန်တော်တစ်ချက်တိုင်းပြမယ် CKB လေးကောက်ဆန်းလိုက်တယ်ကျွန်တော်တို့ error တွေ့ရပေါ့နော်အဲ့ဒါဆိုတော့ကျွန်တော်တို့ဒီမှာ CKB တိုင်းမယ်ဆိုရင်ကျွန်တော်အုံးစကေးမှာထားရမယ်နော်အုံးစကေးမှာထားမယ်ကျွန်တော်တို့ဒီမဲ့ဒီပေါ့အဝါပင်လေးရယ်ကျွန်တော်တို့ဒီမှာဖြူဝါလေးရယ်ပေါ့နော်ဖြူဝါလေးရယ်ကိုတစ်ချက်ကျွန်တော်တို့ထောက်လိုက်မယ်ဒီမှာနော်ကက်ရတယ်ဒီမှာနော်မလာတော့ဘူးပေါ့နော်ဒီ CKB ကကျွန်တော်တို့ဒါမကောင်းတော့ဘူးပေါ့ဒီမှာဘုံမတက်တော့ဘူးเนาะပုံမှန်ဆိုရင်ကျွန်တော်တို့200ဝန်းကျင်ပေါ့နော်100ကျော်200ဝန်းကျင်လောက်ရှိတယ်ဒီမှာဒီမှာเนาะ CKB တိုင်းမယ်ဆိုရင်ကျွန်တော်တို့အုံနဲ့မို့ထားပြီးဒီလိုထိုးတိုင်ရမယ်เนาะဒီကောင်နေပလက်မီးမထွက်တော့ဘူးနော်သက်စီမပြတ်တော့ဘူးဆိုရင်အဖြစ်အများဆုံးပြဿနာ CKB ဆန်းရမယ်เนาะ CKB ဆန်းရမယ်အဲ့ဒါလေးကိုကျွန်တော်ဒါညီကိုတွေကိုမြောက်ပေးတာဖြစ်တယ်เนาะဒီမှာဒါကတော့ကျွန်တော်ဒီထိုးဒါကတော့ကျွန်တော်တို့ဒီမှာဒါမကောင်းတဲ့ CKB ပေါ့နော်ဒီဘင်းကကျွန်တော်တို့ဒါ CKB လဲရတော့မယ် origin နဲ့ဆိုကျွန်တော်တို့3သိန်းကျော်လောက်ကုန်မယ်နော် copy ဆိုရင်ကျွန်တော်တို့4,000လောက်ပဲရှိမယ် origin နဲ့3သိန်းကျော်လောက်ကုန်မယ်ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်ကောင်းတဲ့ CKB တစ်ချက်ဆန်းပြမယ်လားဘင်းလေးကကျွန်တော်တို့ CKB ကိုတစ်ချက်ဆန်းပြမယ်ကြည့်ရမယ်နော်ဒီမဲ့ဒီကောင်လေးပဲအဝါလေးပဲနော်စကိုးပြီးဒီမှာဆိုရင်ကျွန်တော်16ဒီအတူတူပဲနော်ဆက်ခွင့်ဆက်ရှစ်ဆိုရင်မော်တာပြောက်သွားပြီမတူတော့ဘူးနော်ဒီမဲ့ဒီ CKB ကိုကျွန်တော်တို့တစ်ချက်ဆန်းမယ်ဒီမှာဒီကောင်လေးကိုထောက်လိုက်မယ်ပြီးတော့ဒီလိုထောက်လိုက်မယ်တစ်ချက်ကြည့်မယ်နော်ထို့ဒီဟိုထို့ဒီမှာကြည့်200တက်တယ်နော်သူ့အုံနာမို့200တက်ဒါလေးကတော့ကျွန်တော် CKB ကောင်းတဲ့ဘိန်းလေးပေါ့နော်ဒါအင်ဂျင်လက်မဲ့ဘိန်းလေးကိုကျွန်တော်ဒါတိုင်းပြတာဖြစ်ပါတယ်ပြီးတော့ကျွန်တော်ဒီမှာနောက်တစ်ချက်ပြန်တိုင်းလိုက်မယ်နော်ဒီမှာနော်200ဝန်းကျင်ရှိတယ်အဲ့ဒါဆိုရင်ကျွန်တော်ဒီ CKB ကကောင်းတယ်ပေါ့နော်ဟိုကျွန်တော်တို့ခုနတိုင်းတဲ့ CKB ကကြတော့ကျွန်တော်တို့ဒါမရတော့ဘူးပေါ့နော်ခုနတိုင်းတဲ့ CKB ကတော့ကျွန်တော်တို့မရတော့ပါဘူးเนาะအဲ့ဒါဆိုရင်ကျွန်တော်တို့ဒီမှာဒီကိုရေးဆိုင်မှာကျွန်တော်တို့ဒီလိုပြဿနာမျိုးနဲ့ပေါ့เนาะပလက်မီးပြောက်တာပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီမှာနော်သက်စီမဖြန်းတာပဲဖြစ်ဖြစ်ပေါ့เนาะအလွယ်တကူဒါဖြည့်ရှင်းချက်လေးရအောင်လို့ဒါကျွန်တော်မြောက်ပေးတာဖြစ်ပါတယ်နော်သက်စီမဖြန်းတော့ဘူးဆိုရင်ကျွန်တော်တို့ဒီပေါ့စမ်းတက်မှာလေးကျွန်တော်တို့ဒီမှာတောထွက်အပေါင်းရောက်လာပြီးတော့ ECU ကပေးဖို့တဲ့ကျွန်တော်တို့ဒီမှာအနှုတ်ဖို့ကရောက်လာအဲ့ဒါလေးတစ်ချက်ဆန်းရမယ်ပြီးတော့ကျွန်တော်ပိုးသေးကြမယ်เนาะ CKB ရဲ့ပြဿနာလို့သေးကြနိုင်တဲ့အတိုင်းကတော့ကျွန်တော်တို့ဒီမှာပြီးတော့ black coin လည်းတစ်ချက်ဆန်းကြည့်မယ်เนาะ ECU ကပေးဖို့တဲ့ကျွန်တော်အနှုတ်ဖို့ကရောက်လာပြီးတော့ကျွန်တော်တို့ဒီမှာအပေါင်းရောက်လာပေါ့เนาะအပေါင်းတော့ရောက်ရဲ့အတန်းထဲမှာဒီ wire supply နေ wire ရင်းတွေကောင်းရဲ့အတန်းထဲမှာကျွန်တော်တို့ECU ကနေ wire supply နေเนาะ wire ရင်းတွေကောင်းရဲ့အတန်းထဲမှာကျွန်တော်တို့ဒီကောင်းနေစီမဖြန်းပေါ့နော်စီမဖြန်းကျွန်တော်မီးမထွက်ဘူးဆိုရင်ကျွန်တော်ဆမ်းမဲ့အပိုင်းကတော့ကျွန်တော်တို့ဒီမှာ CKB ဘိုင်းပေါ့နော် CKB ဘိုင်းလေးတွေကျွန်တော်ဆမ်းပေးရပါမယ်အခုမှကျွန်တော်လေးလာနေကြတဲ့ညီကိုတွေပေါ့နော်ကျွန်တော်ဒီနယ်ဘက်မှာ EFI ဘင်းကိုစပြီးလေးလာနေကြတဲ့ညီကိုတွေပေါ့ဒါညီကိုတွေသိအောင်ကျွန်တော်ကဒါမြောက်ပေးတာဖြစ်ပါတယ်နော်ဒါလေးကတော့ကျွန်တော်ကွန်ပျူတာပေါက်ထဲမှာလည်းဒီကောင် CKB ဆိုတဲ့ပြဿနာမပေါ်ဘူးနော်အဲ့ဒါဆိုတော့ကျွန်တော်ဒါဒီတိုင်းဆမ်းရတာပေါ့
နေရာတကာတိုင်းလဲကျွန်တော်တို့ CKB ဒီကောင်နေရာတကာတိုင်းဆိုနေရာတကာတိုင်းလဲကျွန်တော်တို့ဒီကောင်တွေကကျွန်တော်တို့ကွန်ပျူတာပေါက်တို့ပါလို့အားကိုးလို့မရပါဘူးတချို့အရာတွေတိုင်းမှာကွန်ပျူတာပေါက်ထဲမှာဆက်ထဲမှာပေါ်သလိုမပေါ်တာတွေလည်းရှိပါတယ်ဗျာနော်အဲ့ဆိုတော့ကျွန်တော်ဒီလိုမီတာကွက်လေးတွေရှိရင်လည်းအဆင်ပြေပါတယ်ကျွန်တော်တို့ညီကိုတွေကွန်ပျူတာပေါင်းမရှိဘဲနဲ့မီတာကွက်လေးရှိလဲဒါတုံသိမ့်အောင်ကျွန်တော်တို့ပြင်လို့ရတယ်ပေါ့နော်အဲ့ဒါဆိုရင်အခုကျွန်တော်မြောက်ပြီးတာလေးကတော့ဒီဘိန်းလေးပါနော်သူတို့ဘလို့ရက်ထားရင်လည်းကျွန်တော်ဆက်ပြန်နှုတ်မရတဲ့ဘိန်းလေးပေါ့အဲ့ဒါလေးကကျွန်တော်ဘာဖြစ်သွားလဲဆိုရင်ဒီ CKB လစ်သွားတဲ့ပြဿနာလေးပေါ့နော်အဲ့ဒါလေးကျွန်တော်မြောက်ပြီးတာဖြစ်ပါတယ် CKB လစ်ပြီဆိုရင်အများအဖြစ်ကတော့ကျွန်တော်တို့ဒီမှာပတ်နေရတော့လဲတယ်နော်ဒီမှာနော်ပတ်နေရတော့လဲတယ်နော်ဒီမှာပန်းနေလို့ကတော့လဲတယ်ကျွန်တော်တို့နော်သေးစီမဖြန်းတော့တဲ့ပြဿနာနဲ့ပလက်မီးမထွက်တော့တဲ့ပြဿနာအများအဖြစ်ဖြစ်တယ်ပေါ့နော်ဒီ CKB မကောင်းဘူးဆိုရင်ကျွန်တော်အဲ့ဒါလေးကိုဒါညီကိုတွေသိအောင်မြောက်ပေးတာဖြစ်ပါတယ်ပြီးတော့ကြတော့လဲကျွန်တော်တို့ဒီမှာပြန်တက်တဲ့ခါလဲကျွန်တော်ဒါအဆက်လေးတင်ပြီးပါမယ်နော်ဒါလေးကတော့ဒါသူပြစ်ချက်လေးတွေ့တဲ့ပြစ်ချက်လေးကိုဒါညီကိုတွေကိုသိစေခြင်းလို့မြောက်ပေးတာဖြစ်ပါတယ်အခုကြည့်နေကြတဲ့ကျွန်တော် line မှာ workshop ပညာသင်ညီကိုများအားလုံးပေါ့နော်ရက်ပိုင်းစလေးလာနေကြတဲ့ညီကိုများအားလုံးလည်းဒါဒီလိုပြစ်ချက်မျိုးနဲ့လာရင်အလွယ်တကူရှာနိုင်အောင်လို့ကျွန်တော်ဒါမြောက်ပေးတာဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ဗျာနော်